Hello ရင်းရပါရင်းရဒီနေ့အလောက်ကစောစောလေးပြင်ရောက်တာနဲ့ဘာမှမစားရသေးလို့ဆိုးစီတီးကနေပြီးတော့မှာထားတဲ့ level 2ခောက်ဆွဲလေးကိုစားပြမှာဖြစ်ပါတယ်စောစောပြင်ရောက်တဲ့အချိန်ကတော့09:26ပေါ့နော်ဒါရင်းရအစောဆုံးပြင်ရောက်တဲ့အချိန်ပေါ့ပုံမှန်ဆိုတော့9:00လောက်မှပြင်ရောက်တာဆိုလေဆိုတော့ဟိုနေ့ကဗီဒီယိုတင်တာရင်းပထမဆုံးဗီဒီယိုမှာတင်နေသောနဲ့တင်လိုက်တာဆိုတော့အမှားအများကြီးပါသွားတယ်ဗလင်းငယ်သူတွေအများကြီးကြုံနေအဲ့တော့ဗီဒီယိုလေးကိုဒီချာပြန်ရိုက်ပြီးတော့တင်တာပေါ့နော်ဒီလိုအစားတောက်စားပြရတဲ့ feeling လေးကိုကြိုက်လို့ပေါ့နော်ဆိုတော့ဒါလေးကိုစားပြမှာပဲဖြစ်ပါတယ်မှားထားတဲ့ခောက်ဆွဲလေးကတော့ဟိုဟာဒါပါလေကျက်စင်သားနဲ့မှားထားတာအောင်မှဝက်နံယူလေးနဲ့အမ်ထပ်ပြီးတော့မှားလိုက်တယ်ပေါ့နော်ဝက်နံယူလေးထပ်ပြီးဒါကတော့အိမ်မှာကိုယ့်ဘာသာကိုလုပ်ထားတဲ့ kimchi လေးတယောက်တည်းစားတာဆိုတော့ဟိုဘူးတတိလေးနဲ့ပဲအဲ့ kimchi အထုပ်တတိလေးကိုအဲ့ကိုယ့်ဘာသာကိုတယောက်စားလေးပဲလုပ်ထားတာပေါ့နော်ဒါအကုန်ပဲအဲ့ kimchi လေးနဲ့ပါရေးလေးရယ်ရှီလေးရယ်အဲ့တော့ level 2ကတော့တိတ်တော့မဆက်ပင်မဲ့လေနည်းဒီအပိုင်းပဲဘိုက်ကတိတ်ချီနေမကောင်းတော့2လောက်ပဲစားနိုင်တယ်ပုံမှန်ဆို3 4လောက်စားနေကြဆိုတော့လေဒီခောက်ဆွဲပြုတ်ကအရင်ကြိုက်တိုင်းရင်ခောက်ဆွဲတရေဆိုတော့ခောက်ဆွဲဆိုဒီလိုပဲစားရကိုအရင်ကြိုက်တယ်ပေါ့နော်ဆိုကီဆိုစီတီဂျေဂျူအကုန်စားဘူးလေပေါ့နော်အဲ့ထဲမှာဆိုစီတီကခောက်ဆွဲရတာကိုအရင်ကြိုက်လို့အမြဲတမ်းစားဖြစ်တဲ့ထဲမှာပါတယ်ပြီးတော့သူတို့ဆိုင်ကင်ချီကအားကောင်းတယ်ဒီနေ့ကကင်ချီကမှာမရတော့ကုန်သွားပြီပေါ့နော်နောက်ကျနေပြီဆိုတော့လေဆိုင်ကဟွာ8ကျော်9နိုင်လို့ပိတ်ပြီး8ကျော်ဆို order ဟို less order ကောက်တယ်ဆိုတော့လေအဲ့ဒါပြင်ကန်ဒီမှာအဲ့ဒါကိုမနှဲမှားထားတာဆိုတော့အလီကိုစားပြမှာပဲဖြစ်ပါတယ် okay မိုက်ကလေးကိုတော့ဒီမှာတက်လိုက်မယ်နော်အဲ့တော့ကြားရမယ်ထင်တာပဲ okay နော်အေးလေးတက်ပါမယ်ကြိုက်တယ်ကိုကာကိုလာတော့မကြိုက်တယ်ပစီတော့ကြိုက်တယ်ပစီအမြဲတောက်ပဲတယ်ကိုကာကိုလာကြတအားဆူးတယ်လို့ခံစားလို့လေโอเคတန်ပိုင်းအရင်တော့ဒါရင်းရှင်းတာပေါ့နော်โอเคအဲ့ဆိုရင်ဆလာပြပါမယ်ခောက်ဆွဲကအရင်နဲ့ဆိုတော့လေညနာကိုဆင်းမှာဆိုလို့ဟိုခောက်ဆွဲ spicy အတုပ်လိုမျိုးတော့တိတ်မစားရင်ခုနဒီအနည်းချက်မပြန်လိုက်ရအနည်းချက်ပြနော်ခဏနေပါ plate နေပါလုံးနေတော့ဘာရမ်းစားနေ plate လည်းမလုံးနိုင်တော့ဆိုတော့သူရဲ့မှားထားဘူးနဲ့စားပါမယ်ဒါကိုယ်တိုင်ထုတ်ထားတဲ့ kimchi လေးပါကျက်စင်လေးတလုပ်ပဲစားနေနိုင်ရန်ဖတ်ချင်တာဟာ fish ball sausage တလုပ်ပဲစားတယ်အဲ့အဆက်စားနိုင်တယ်လို့နော်ဒီမဲ့တူတခါလေးညနေသူက
တော့မဆက်ဘူးဒီခါကျရင်အရင်ဆက်တယ်ခါပဲကျစင်ရမ်းကြဘယ်လောက်ဆက်တဲ့ရမ်းကြရမ်းကောင်းမဲတော့မရှိဘူးအရင်တော့ဒါနိုင်ရမ်းကြမဲမစားလို့လည်းမဟုတ်စားရတယ်နိုင်ရမ်းကြလာ sorry ဆိုစီတီမပေါ်ခင်တော့ကတော့ဆိုကီစားနေကြအဲ့တော့လေအားလုံးမှတ်မိလားမသိဘူးတန်းစီပြောင်းစောက်ရတယ်ကွယ်ဆိုကီကတွေ့ရမလားနောက်ဆက်ဆက်လို့ပါစင်မှုလားမသိဘူးအဲ့မှာစားတယ်ပူစားတယ်ပဲခံလာတယ်ဆိုကီလုံးလေးကစားလာတာဘာလို့အခုဆိုစီတီပေါ်လာတော့ဆိုကီရတာတိတ်မကြိုက်တော့ဘူးဒါပတ်စံနဲ့ကိုယ်စားပြီးတော့ review ပေးတာပေါ့နော်ဘာမှပြေးအောက်ကြတာโอเคဆိုစီတီရဲ့အရေးကနည်းနည်းဒီလေးနဲ့တက်ဖြစ်တယ်လို့ခံစားရတယ်ဆိုကီကနည်းနည်းဘာလို့လို့နားမသိဘူးပေါ့နော်အဆက်လေးနည်းနည်းပေါ်တယ်အရေးကနည်းနည်းပေါ်တယ်ပေါ့နော်အဲ့ကြောင့်ဆိုစီတီစားဖြစ်တယ်ကင်ချီကစားကွာအရသာကွာတယ်ဆိုစီတီပေါ်ကြတော့ဆိုကီပေါ့နော်လုံးဝစားဖြစ်တယ်လေခရနဲ့ခောက်ဆွဲတော့ my favorite ဗီဒီယိုရိုက်ရင်ကင်မရာနောက်က frame ကချောင်းနဲ့အောက်ကြရက်ပြီးတော့ပြန်ချိန်နေရโอเคစားပြနေတော့ကတိကောက်တော့ဖြစ်တာပေါ့နော်ကတိတောက်ထားတော့လူကကစနဲ့မတည့်တော့ဒီလေးကအမြင့်တက်ဝန်းနိုင်ရိုးစားပါမယ်ဝန်းနိုင်ရိုးကြိုက်ရမယ်ဒီနေ့ဝန်းနိုင်ရိုးကြိုက်တာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောခိုင်းရမှာဆိုလို့လေဝန်းနိုင်ရိုးလေးပါဝန်းနိုင်ရိုးကလည်းနိုးတယ်တော့ကြာချက်ထားတဲ့ထဲမှာလွယ်โอเคအဲ့ဒါဒါလေးပဲတင်တော့လေဆိုတော့ကွာစားလိုက်ပါမယ်ဗီဒီယိုရရမ်းရှင်းရင်ကြည့်ရပြင်းစရာဖြစ်သွားမှာဆိုတော့စားပါပဲတခုပြောချင်တာပါနော်အဆက်စားလို့ရှိရင်အဆက်စားလို့ရှိရင်စက်တယ်ဆိုပြီးဒီမျိုးအေးချက်တောင်းနဲ့ပိုဆက်တယ်ချီအေးဒါမှမဟုတ်ရိုးရည်ဒါမှမဟုတ်ရေနွေးပဲတောက်အကြံပေးရပါတော့ကဲတော်ရင်တော့တိုက်ပွဲကျသွားပြီခောက်ဆွဲကိုကောစားမယ်ဆိုပြီးအတင်းထားပြီမယ်စားနိုင်တော့နှလုံးလောက်ပဲစားပြီးတော့စားနိုင်တော့ချီရလည်းမကြည့်ဘူးလောင်ကုန်တော့မယ်ဆိုတော့ချီရောအရေးရောခောက်ဆွဲရောမကုန်နိုင်တော့ဒီလိုမျိုးအရေးတက်ဖတ်တက်လေးခွဲပြီးရေကစားမှာခေးထားမယ်မနေ့ကညရင်ဆက်စားလို့ရရပါတော့
အေးလည်းမကုန်သေးဘူးအဲ့လိုအဆက်စားပြီးအေးတောက်လို့ရှိရင်ပူဆက်တော့ရှင်ရည်ရွက်ဆိုတောက်နေတော့လည်းအဆက်ပြီးမှအေးရအစားချအောင်တော့တောက်မယ်ပေါ့နော်ပြီးတော့ညာဘက်ကြီးအလှပြင်ထားတယ်ဘာညာပြောမှဆိုအလှပြင်တာမိတ်ကနိုင်မဒီနေ့နည်းပြက်နေပြီတော်တော်ပြက်နေပြီဆိုတော့အဆက်သုံးထားပါအသုံးထားပါဒီဖက်လေးလေးနည်းနည်းနဲ့ tray ဆန်လို့ပေါ့နော်တော်တော်ဒီအဖက်လေးကနည်းနည်း tray ဆန်တော့ကြိုက်လို့အဖက်လေးသုံးထားပါဒီတော့ပါပဲရှင်နောက်ကြရင်ဘလို့ဟာစားပြမယ်ဆိုတာကိုဆက်ပြီးတော့ကြည့်ပေးပါအောင်မြင်တဲ့အစားအသောက်ဗီဒီယိုကိုလည်းညာဘက်ပိုက်စားတဲ့အချိန်မျိုးမှာတင်ပါမယ် Bye